ပြောင်းမှုပြုံးတဲ့ကစုံပြုံးနဲ့ရောင်းတာထိုင်ပါအောင်အမလေးဟမ်လာပါယူရမလဲဟောပြောင်းမှုပြုတ်ရောင်းမယ်ယူမယ်လေပြောင်းမှုပြုတ်ကဘယ်လိုရောင်းလဲဗျဟုတ်ပါဗျာဘယ်မှုကြံသေးလဲနှစ်ဖူးနှစ်ဖူးစလုံးယူမယ်လေဟုတ်နှစ်ဖူးစလုံးယူမယ်နော်အတမလေးရသွားပြီလေ60ဟိုတာနှစ်ဖူးဆိုဒီ2500ပဲဒီနော်2500ပဲတရားလျှော့ပြီကျေးဇူးအများကြီးတင်လိုက်တာတရားလျှော့ပြီဟုတ်လား200လောက်လျှော့ပြီပါလားရတယ်ပတ်စံမပါတော့လို့ကစုံကကြတော့ဘယ်လိုလဲဘယ်လိုရောင်းလဲဒါတုပ်ကုန်ငန်းလေးအကုန်လျှော့ပေးမလို့ကုန်လျှော့ပေးမှာဟုတ်ဟိုလေးတစ်လုံးကို800ရောင်းတစ်လုံး800နှလုံးကိုဖြစ်ချင်တာ1000ဖြစ်ချင်ဖြစ်ဘွားမှာဖြစ်ချင်ဖြစ်တရားပြစ်လျှော့ပလိုက်တာ1500ရဲ့ဒီဟာ2500ရဲ့ဆိုတော့4000ပေါ့နော်4000ပို့ဝယ်မယ်နော်ဒီကမဝယ်မယ်ပြီးရင်မင်းအဲ့ဒါလေးပြီးမှတင်ပါအောင်ဘယ်ကနေရောင်းတာလဲဖျားကောင်းတာဖျားကောင်းကနေဖျားကောင်းကနေနေတိုင်းရောင်းတာလားရောင်းတာတော့နေ့တိုင်းရောင်းမိသားစုမရှိတော့လားဒါရောင်းနေရမိသားစုက3ယောက်ရှိတယ်ကြီးအမျိုးသားကလည်းအခုလိုပဲမုတ်ဖတ်ထုတ်ရောင်းနေသူကလည်းဒီဘက်တွေပဲလိုက်ရောင်းနေပတ်ရောင်းနေပါကြီးကဒီဘက်ကိုရောင်းနေသူကဟုတ်ပဲရောင်းလူခွဲရောင်းလားဟုတ်ကဲ့သူကတောင်းလေးနဲ့ရောင်းတာကြီးကတော့ဗန်းနဲ့ပေါ့ဟုတ်အမျိုးသားရောအသက်ဘယ်လောက်ရှိသွားလဲရှိပြီသားရောအခု65လောက်64လောက်အဲ့ဒါမရှိဘူးလားနေရာစလုံးရောင်းနေရဆိုတော့လေးတယောက်ရှိတယ်သူကတော့အထည်ဆိုင်မှာလေသူများဆိုင်မှာလုပ်ထားတယ်ထည်ဆိုင်မှာလုပ်နေလို့ကဲဟုတ်ပြီအဲ့တော့ជីနာမည်ဘယ်လိုခေါ်လဲជីကဒေါ်ထွေးကြီးမိုက်စားပဲနာမည်ကဲအနီဒေါ်ထွေးကြီးယူတာကန်လေးစမ်းမယ်မြင်ဘူးလားဘယ်မှာမြင်ဘူးလားလဲဘယ်မှာမြင်ဘူးလဲဟုတ်လားအခုမြင်ဘူးလားနေမှာပေါ့ဟုတ်ဘယ်မှာမြင်ဘူးလဲအဲ့ဒါဆိုရင်ဟိုမှာဘယ်လိုပြောရမလဲစိတ်ကနေတိနေနေမှာပေါ့โอเคဟုတ်လားအဲ့ជីစက်ကြောင်နေမှာပါជីကြိုက်တာရွေးအောက်ဆုံးဟာကြီးအဆင့်ဆိုတော့အောက်ဆုံးဟာအောက်ဆုံးကနေအောက်ဆင်းမလို့နေအဲ့ဆိုရင်ဒီမှာជីဒါလေးကဖာတောင်းလေးဒီဖာလောင်းလေးထဲမှာဘာပါလဲဆိုတော့ជីဖွင့်ကြည့်လိုက်ပါဒါပါယူထုတ်ကြည့်ပါဦးជីဆောင်းလေးလမ်းပါဟုတ်တယ်ဒါဆောင်းလေးជីအောက်မှာဒီမှာကြည့်အောင်အောက်ကလက်ဆောင်တစ်ခုကပါလေးလေထုတ်ကြည့်ပါဦးဘာလဲမသိထုတ်ကြည့်လိုက်အကန်ပေးထားမယ်ကဲထုတ်ကြည့်လိုက်ပါဦးပတ်စံနေတာထုတ်ကြည့်ပါဦးជីရဲ့ရီကျင်3 4 55 6000 9000 8000 9000 တသိန်း right ဒါလေးကမွေးနေ့ရှင်အလှရှင်ရှိတယ်မွေးနေ့ရှင်တက်တော်ရသူရှိတယ်စာဘဝမှာမွေးနေ့ရှင်ပြည့်စုံတယ်ကျန်ရှိပါသေးတယ်ဟုတ်တယ်မွေးနေ့ရှင်အတီတော်ခင်ဆန်းဦးတဲ့ကြီးရဲ့အခက်အခဲကိုသူပူညီတဲ့အတွက်ကြီးမှလည်းအခက်အခဲတွေပြည်လေတဲ့သူလည်းအခက်အခဲတွေရှိတယ်လည်းဘောလုံးရဆန္ဒပြပါသေးတယ်ပြည့်စုံနေပြပါသေးကြီးဟိုမှာမွေးနေ့ရှင်ဟိုမှာကြည့်နေဖုန်းထဲကနေကြည့်ရဖုန်းထဲကနေကြည့်ရ तू မဟုတ်ဘူးဖုန်းထဲကနေကြည့်ရမွေးနေ့ရှင်ဖုန်းထဲနေကြည့်ရအန်တီဒေါခင်ဆန်းဦးတဲ့အသက်ဘယ်လိုပြောမလဲပြီးဒီဝါဆိုလာဆက်2ရက်နေ့ကမွေးနေ့ပြည့်သွားတာသူကလှူခိုင်းတာជីလို့လို့အသက်ကြီးရဲ့လူတွေလှူပေးပါအောင်ဆိုတာလှူပေးရနော်ကျမ်းမာစေလို့ဆုတောင်းပေးပါသူအဓိကကျမ်းမာစင်တာဆန္ဒတွေတစ်လုံးဟွာဒီပြည့်စုံပါစေလို့ဆက်လက်မရှိအောင်နေကြပါစေအများကြီးကြံသေးလားတိတ်ကြံပါဘေပြူနေရရောက်လာလားဒီမြတ်အများကြီးကြံသေးရနော်အဲ့ဆိုဒါဆိုဘယ်လောက်ရောင်းအောင်မဒါဆိုလို့ရှိရင်တပိတ်တာကြော်ကြံသေးတယ်တပိတ်တာဆိုလို့ရှိရင်ဘုရားပေါ့1000ပေါ့1000တပိတ်တာ1000ဘယ်လောက်သားလောက်ချိန်ပြဒါဆိုရင်အစိတ်သားလောက်ပေါ့
အစိတ်သားဆိုအများကြီးရသွားမှာ စိတ်သားဆိုဒီတစ်ထုပ်ပဲ ဟုတ်တထုပ်အဲ့ဆိုဒီတထုပ်ယူမယ်နော်ကဲကဲရောက်လာကြပြီလား ကြာပြီ ဘယ်လောက်ရှိသွားပြီလဲ အဲ့ဒီရောက်လာ20ကျော်သွားပြီ အမလီနှစ်စတောင်ကျော်သွားပြီလား ကျော်သွားပြီ ဘယ်ချိန်နေရောက်လာလဲ မနေ့စောစောတစ်ချိန်ခုလိုညနေခင်းတစ်ချိန် နှစ်ချိန်တောင်လား ချိန်ရောက် အစိတ်သားဆိုဘယ်လောက်လဲ 2500ပါ စိတ်သားဆို2500ရ 2500 မအန်းနေတော့ရတယ်ကဲအနီမင်းအသက်ဘယ်လောက်ရှိပြီလဲရ 62နှစ်ပါ 62နှစ်အလောင်းလေးနှစ်ဖာလေးကအဒီမင်းစိတ်ထဲမှာဘယ်ဖာလေးကိုလိုချင်လဲကြိုက်တဲ့ဖာကိုယူလိုက်ရယူလိုက်ရတယ်အဲ့ဖာယူမလားအဲ့ဖာယူမနော်ကဲအဲ့ဆိုရင်ဒီကဒီမှာအဲ့မှာဖာလောင်းလေးကိုဖွင့်ကြည့်ပါကဲဘာလေးလဲ တပတ်ကလေး တပတ်ဖွင့်ကြည့်ထုတ်ကြည့်အဒီမင်းထုတ်ကြည့်ပါဦး ကြည့်အောင် ဟုတ်အဒီမင်းတို့စုံခြုံဖို့အဲ့မှာ ပတ်စံ အဲ့ဒါပတ်စံထုတ်ကြည့်ပါအောင်ဘယ်လောက်ပါလဲဆိုဒါစာအိတ် လား ဒါတော့အဒီမြင့်ကန်ပေါ့โอเคထုတ်ပြီးရေးကြည့်ပါအောင်အဒီမြင့် ဒီကြည့်အောင် ဟုတ်ပြီဗျာဟုတ်ကဲလာပေါင်းနေကဲညာအများကြီးပဲ ဒီနေ့6တော့ နှစ်သိန်း ဒီနေ့ဖက်တော့ဒီစစ်တော့ဒီကူတော့3 သုံးသိန်းကျော်တာ ကဲအဒီမြင့်3သိန်းရပါပါပြီဟုတ်ကဲ့ပါပြည့်စုံနေပြီပါလေဒီလေကဲအဲ့တော့ဒီ3သိန်းဘာလို့ဖို့စိတ်ကူးရှိလဲ 3သိန်းကတော့ဈေးရင်းနဲ့အမေရှိသေးတယ်လေအမေကိုလည်းဆေးပုတ်ပါလေးပေးရမှာပေါ့ အမေရှိသေးရလား အမေက83နှစ် 80 လည်းဆေးပုတ်ပေးတယ် ကဲအဲ့တော့ ဒီမှာလေ အဒီမြကန်ကောင်းသွား3သိန်းတော့ပေါက်ပါနော်တဲပြုတ်ရောင်းကြမလို့တော့ပြီးတော့ကြတော့လေဒီဟိုကကြတော့မွေးနေ့ရှင်ရှိရယ်စောင်းလေးကြတော့သားလှူတာဒါအလူရှင်ရှိရယ်အလူရှင်အဒီတော့ခင်ဆန်းဦးကနေမှလှူခိုင်းတာမွေးနေ့အတွက်ပေါ့နော်ဟုတ်ကျမ်းမာစိတ်ချမ်းသာပါစေဟုတ်တယ်ဒီနေ့ရှင်တော့ဖြစ်တဲ့ဦးကျမပါစေဒီထက်မကလည်းပြနိုင်ပါစေစုပါလက်လက်ပါဒီလည်းတိုးတက်ပါစေ ကဲမေ ဒီမှာတယ်လို့ အမေကိုလှုပ်ကြလို့အမေနဲ့တူရှိနေလို့ကံကောင်းဆုံးဖြစ်သွားတာနော် ရှိတယ်နေ83နှစ် ကျေးဇူး ဒီမှာတယ် ဘာပြောလို့ပြောမှမသိတော့ လက်တောင်တော့လက်ဟုတ်တာ ဟုတ်ကဲ့ပါနေပြည့်ပြည့်နော်ဟုတ်